မင်္ဂလာပါเนาะအခုကဒါကြတော့မတို့ဒီချိတ်ထမိန်ပေါ့เนาะမိမိရဲ့ချိတ်ထမိန်ကိုမတို့ကဘယ်လိုမျိုးချုပ်ကလဲဆိုတဲ့ဟာလေးကိုသွားမယ်ပေါ့เนาะအခုဒီမှာမတို့ဒီမှာတခါတည်းဓာတ်တွေထိုးထားတယ်ထိုးထားတာလေးကိုဓာတ်တွေကိုချုပ်သွားမယ်ပြီးရင်မတို့ကဘေးဘက်နှစ်ချမ်းကိုမတို့ကဓာတ်ဆက်တွေလိုက်ထားပေးမယ်ဘေးဘက်အစွန်းအစွန်းဓာတ်ဆက်တွေလိုက်ထားပေးမယ်အောက်ခြေကိုလည်းမတို့ကခောက်ထားပေးမယ်အနားကိုလည်းခောက်စာ5 cm လေဟုတ်ပြီနော်အဲ့ဒါပြီးသွားလို့ရှိရင်အမတို့ကနံပါတ်ပြားပေါ့နော်အမတို့ခါမှာသွားပြီးတော့တက်မယ်ခပတ်ပြားလေးရဆိုလို့ရှိရင်တော့ဒီအနေထားလေးကြံရမယ်ဟုတ်ပြီနော်တလက်မပြားသို့မဟုတ်6စိတ်ပြားလေးပေါ့နော်တလက်မဆိုတာဒီကနေဒီကိုကဘယ်လောက်ရှိမလဲဆိုလို့ရှိရင်အမတို့2.5သို့မဟုတ်2 cm လောက်ကြံမယ်ပေါ့နော်အကြံပေါ့နော်ဒီလိုမျိုးအပြန့်လိုက်ဆိုလို့ရှိရင်တော့အမတို့ကဘယ်လောက်ဖြစ်မလဲဆိုတော့အပြန့်လိုက်ဆိုလို့ရှိရင်တော့အမတို့က7 cm 8 cm လောက်ဒီကနေဒီကို8 cm လောက်ထားလိုက်မယ်ပြီးရင်အမတို့မီးဘူးဒီလိုမျိုးလေးချိုးလိုက်မယ်ချိုးပြီးဒီမှာချုပ်စာလေးချက်မယ်ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်တော့ကပတ်ပြားလေးလည်းအရန်သိမ်းရပြီဆိုလို့ရှိရင်အမတို့ထောက်တီကိုချုပ်လိုက်မယ်ထောက်တီကိုကြာတော့အမတို့ဒီမှာဒီကနေပြီးတော့ဒီမှာသူ့ရဲ့အတိုင်းလေးကိုပဲအမတို့ပူးပြီးတော့ပင်အပ်နဲ့သွားချင်လဲရတယ်ဒီတိုင်းပဲသွားချင်လဲရတယ်မတော့ဒီတိုင်းပဲချုပ်လိုက်တော့မယ်နော်အခုဓာတ်တွေထိုးရတာလေ၄ဓာတ်ကိုမတို့ကဒီမှာအဖျားမှာတလက်မလောက်ခြံပြီးတော့ထားရခဲ့မယ်ပြီးသွားရင်နောက်ထပ်ထောက်တစ်ထောက်ကိုထိုးမယ်ပြီးရင်တလက်မလောက်ခြံမယ်2.5 လောက်ခြံပြီးတော့နော်ခြီအစအောက်ထားရခဲ့မယ်တလက်မခြံထားခဲ့မယ်ပြီးရင်တလက်မခြံထားမယ်ဟုတ်ပြီအဲ့ဒါပြီးသွားရင်မတို့ကဘာလုပ်မလဲဆိုတော့ဘေးနှစ်ဖက်အစွန်းကိုနော်ဘေးအစွန်းကိုမတို့ကဒီမှာတောင်းတွေထည့်ပွားရေးဆိုပါစို့ထည့်ပွားရေးဆိုလို့ရှိရင်ဒီမှာဘေးနှစ်ခုကိုမတို့ကပူးပေးလိုက်မယ်နော်တီစားဘယ်လောက်လဲမတို့ဒီမှာ2 cm ခြံထားခဲ့တဲ့ဟာလေးကိုဒီနားထီလေးကိုမတို့ကချုပ်ပေးမယ်ပင်ရက်လေးထိုးထားလိုက်ဟုတ်ပြီနော်အခုအမစချုပ်မယ်အခုအဲ့2 cm လေးကိုမတို့ချုပ်ပြီးရင်တုံမယ်ဒီနားမှာဟုတ်ပြီနော်ဒီဆက်လေးမှာတုံမယ်အဲ့လိုလေးပြီးွားပြီဆိုလို့ရှိရင်မတို့နော်ခါအစားနှစ်ခါအစားနှစ်ခါဘတ်လीဒီကောင်လေးပေါ့နော်ခါအစားနှစ်ခါဘတ်ဖြစ်တဲ့ဟာကဒီဟာမတို့ဒီကောင်ဒီဟာနဲ့ဒီဟာနဲ့ကိုဒီဟာနဲ့ဒီဟာနဲ့ကိုမတို့ကဒီလိုမျိုးလေးပိတ်ပေးလိုက်မှာမပိတ်ခင်မှာဘာလုပ်မလဲဆိုတော့မပိတ်ခင်မှာဒီ2 cm ခြံထားတဲ့ငင်းလေးနှစ်ခုကိုမတို့ကဒီလိုမျိုးချုပ်ပေးလိုက်အောင်မယ်တစ်ခါကြည့်မယ်နော်ဒီကနေလာမယ်ဒီနားမှာရက်မယ်အထောက်မယ်ပြီးရင်ဒီလိုလှည့်မယ်ဒီလိုလှည့်မယ်ပြီးရင်ဒီဘက်ကိုပြန်လှည့်ချုပ်မယ်
ပြီးရင်ဒီ2စီယံပြန်ခောက်ပြီးတော့မတို့ချုပ်လိုက်မယ်အဲ့လိုမျိုးလေးထိတ်နားလေးတွေကိုပိတ်ပြီးသွားပြီဆိုလို့ရှိရင်မတို့ခါးစားနဲ့နှစ်ခါရှိတဲ့ဘက်ကိုမတို့ကဘာလုပ်မလဲဆိုတော့ဒီမှာဒီကနေပြီးတော့မတို့ချိုးလိုက်မယ်နော်ဒီမှာအမှတ်ထားလေးလေအမှတ်အဲ့အမှတ်ကိုချိုးလိုက်မယ်ချိုးပြီးတော့ဒီမှာလာပြီးတော့မတို့ကဘာလုပ်ပြီးမလဲဒီမှာလာပြီးတော့ပူးပေးလိုက်မယ်နော်အဲ့ဒါကိုဒီဘောကနေပြီးတော့ဒီပုံစံလေးချုပ်ပေးလိုက်မယ်အဲ့ဒီလေးချုပ်ပေးလိုက်မယ်ရမယ်နော်အဲ့ဒီချုပ်ပွားရေးဆိုလို့ရှိရင်မတို့ကဒီမှာဒီလိုမျိုးထဲကိုလန့်ချလိုက်မယ်တော့ဘယ်ဘုံဖြစ်တဲ့အတွက်မတို့ဒီလိုမျိုးလေးဖြစ်သွားမယ်နော်ဒီကနေပြီးတော့ဒီဘက်ကိုမတို့လာဖုံးမယ်ဒီလိုပုံစံမျိုးလေးဖြစ်မှာဟုတ်ပြီအဲ့ဒါဆိုရင်ဒီမှာကြည့်လိုက်ဒါလေးရဲ့အကွဲလေးဒါခန္ဓာကိုယ်ဝင်မဲ့ပေါ့နော်ဆိုတော့အမတို့ဒီမှာဒီကပတ်ပြားကိုလာပြီးတော့တက်မယ်ဆိုလို့ရှိရင်ဒီပုံစံလေးကိုချမယ်ဒီပုံစံလေးကိုချမယ်ချပြီးရင်ဒီမှာမလဘတ်ဒါမလဘတ်နော်မလဘတ်ကနေပြီးတော့အမတို့ချုပ်သွားမယ်ကပတ်ပြားလေးကိုဘယ်လိုချုပ်မလဲဆိုလို့ရှိရင်ကြည့်မယ်ဒါမလဘတ်ကနော်အခုဒီလိုမျိုးချမယ်ဒီမှာတောက်တွေမြင်နေရတဲ့ဘက်เนาะအဲ့ရနေမှာဒီထိတ်ကိုမတို့ကเนาะတလက်မလောက်ခြံခဲ့မယ် 2.5 လောက်ခြံခဲ့မယ်ခြံပြီးတော့မတို့ဒီနှခမ်းသားလေးတိုင်းချုပ်မယ်နှခမ်းသားလေးတိုင်းမတို့ယူပြီးချုပ်မယ်ဒီမှာမတို့မှတ်ခင်လေးမှတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီကောင်ကိုလှန်ပြီးတော့သူ့ရဲ့အတိုင်းလေးကိုချုပ်ကြောင်းလေးအတိုင်းကိုအောက်နဲ့ကပ်ပြီးတော့ချုပ်လို့ရတယ်အရင်မဆွဲဘူးเนาะပြီးရင်ထောက်ကလေးဒီဘက်ကိုလှည့်မယ်ဒီဘက်ထောက်ကကြောင်းဒီဘက်ကိုလှည့်မယ်ဆန့်ကျင်ဘက်ပေါ့เนาะခုမတို့ဒီမှာအဆုံးသတ်မယ်ပိုတာလေးတွေကမတို့ညှက်လို့ရတာเนาะဒီမှာ2.5 လောက်ခြံပြီးတော့မတို့ညှက်ထားခဲ့မယ်ဟုတ်ပြီเนาะညှက်ပြီးသွားလို့ရှိရင်ဘယ်လိုပြန်လုပ်မလဲဆိုလို့ရှိရင်ဒီမှာဒီကောင်ကဒီလိုမျိုးလက်ပြန်ဖုံးပြီးတော့ချုပ်သွားမယ်ဟုတ်ပြီเนาะဖုံးပြီးချုပ်မယ်ဆိုတော့ထိတ်ကလေးတွေမတို့ပိတ်ကြအောင်မယ်ဟုတ်ပြီเนาะအဲ့ဆိုရင်မတို့ထိတ်ကလေးကိုဘယ်လိုပိတ်မလဲဆိုတဲ့ဟာကိုပြမယ်ဒီကနေပြီးတော့မတို့ဒီလိုမျိုးအုပ်ချပြီးတော့ချုပ်မှာเนาะအဲ့ဒါကိုဒီလိုပြန်လှန်လိုက်ပြန်လှန်ပြီးသွားရင်ဒါနဲ့ဒီလိုမျိုးချုပ်လိုက်မယ်ယူချုပ်မယ်ပြီးရင်ဒီလိုမျိုးလေးလုံးမယ်ပြီးရင်အဲ့ဆိုလို့ရှင်ထိတ်ကလေးကတသက်ရဲလေးနဲ့လှသွားပြီဒီဘက်ထိတ်လဲဒီတိုင်းပဲနှစ်ဖက်စလုံးကိုမတို့ကတစ်ခါတည်းထိတ်ပိတ်လိုက်မယ်အပြီးသွားလို့ရှင်ဘာလုပ်မလဲဆိုတော့ဒီကနေပြီးတော့ဒီမှာချုပ်မယ်
ပြီးသွားရင်တုံးမယ်နားကပ်ပြီးတော့ချုပ်သွားမယ်ပေါ်ရင်မဆွဲအောက်သားအောင်များဆွဲမယ်မနော်ဒီလိုပုံစံမျိုးလေးရသွားပြီဆိုရင်မတို့ကချိတ်တက်မယ်ချိတ်တက်တဲ့အပိုင်းကိုမတို့သွားမယ်အခုဒါလေးတွေညှက်လိုက်မယ်ဒီမှာပါဒီလိုမျိုးလေးတိုင်းဟုတ်ပြီနော်ဒီလိုလေးတိုင်းပြီးသွားလို့ရှိရင်မတို့ကဒီမှာတမတ်မှတ်မယ်ဟုတ်ပြီနော်သူရဲ့အတိုင်းဒီမှာအမှတ်တစ်ခုမှတ်မယ်ပြီးသွားရင်ဒီမှာအမှတ်တစ်ခုမှတ်မယ်ဟုတ်ပြီနော်အဲ့တော့မတို့ချိတ်ကိုဘယ်လိုတက်မလဲဆိုတဲ့ဟာကိုပြဟုတ်ပြီမတို့ဒီမှာနော်ဒါကအတွင်းဒါကအဖုံးအဲ့ဒါအောင်မတို့ကဘယ်လိုမျိုးချိတ်မလဲဆိုလို့ရှိရင်ဒီကောင်ကမတို့ကဒီဘက်ချမ်းမှာကနော်ဒီမှာဒါကဒီလိုမျိုးချိတ်မှာလေဒီကောင်ကဒီလိုမျိုးလာမယ်ပြီးသွားလို့ရှိရင်ဒီမှာကဒီလိုလာမယ်တစ်ခုဟုတ်ပြီနော်အဲ့နှစ်ခုမှတ်ထားမယ်နော်ပြီးသွားရင်ဒါလေးကဒီလိုလာမယ်ရှာမလားမသိဘူးနော်ဘယ်နှခုလဲဒီမှာအရင်ဆုံးချိတ်တစ်ခုပါမယ်ဒီမှာကန့်လန့်ပြက်ပါမယ်ဒီမှာချိတ်ပါအဲ့ဒါလေးကိုမှတ်ထားလိုက်မယ်နော်အဲ့ဒါလေးကိုမှတ်ပြီးသွားရင်မတို့ကချုပ်ပြမယ်နော်ဒါကဒီမှာဒီနားမှာဟုတ်ပြီနော်ဒါကဒီနားမှာဒါကဒီနားမှာโอเคပင်အဲ့ဒီနားမှာထိုးထားလိုက်မယ်ပြီးသွားလို့ရှိရင်ဒါကဒီဘက်မှာရမယ်နော်အဲ့ဒါလေးတွေအရင်မတို့မှတ်ထားဖို့ရတယ်အဲ့သုံးခုပဲအရင်ပြောထားအောင်ပြီးသွားလို့ရှိရင်မတို့ဘာလုပ်မလဲဆိုတော့ချုပ်ပြမယ်နော်အခုရင်ဆုံးမှချုပ်ပြမယ်ဒါလေးကိုချုပ်တော့မယ်ဆိုရင်မတို့ကဒီအောက်မှာဒီအောက်ကနေပြီးတော့ပဲဒီမှာမတို့အထုံးဒီထဲထည့်လိုက်တာပေါ့နော်ပြီးသွားလို့ရှိရင်ဒါလေးကိုတိချာညီလေးကင်ထားမယ်ပြီးရင်ဒီဘက်ထိတ်ကနေပြီးတော့မတို့ချီကတော့၄ပင်နော်တစ်ချက်နှစ်ချက်တောက်လျှောက်ပတ်လဲမတို့ချုပ်သွားပြီမယ်နော်ရှက်ပြီးတော့လေဒီဘက်ထိပ်ထိရောက်သွားပြီဆိုလို့ရှိရင်မတို့ကဒီအောက်ကနေရှက်ပြီးတော့ဒီဘက်အပေါက်ကိုလက်ထိုးမယ်ဒီဘက်မှာလာထွက်မယ်တစ်ချက်နှစ်ချက်သုံးချက်လေးချက်ငါးချက်
ပြီးသွားရင်ဒီဘက်ကနေပြီးတော့ရှက်ပြီးတော့ဒီဘက်မှာလည်းပြန်ထိုးမယ်ရမယ်နော်အဆုံးတော့ကြတော့မတို့ဘယ်လိုတတ်မလဲဆိုတော့ဒီကနေပြီးတော့ဝင်မယ်ဒီဘက်မှာလာထွက်တစ်ချက်ပြီးသွားရင်ဒီကနေပြီးတော့အောက်မှာပဲအောက်ကနေပဲအမတို့လိုက်ပြီးတော့ရှို့ထိုးလိုက်တာပြီးရင်ဒီပထမဆုံးစားခဲ့တဲ့နေရာမှာအမတို့အဆုံးတက်လိုက်ချီမတုတ်တော့เนาะအောက်မှာရှက်ပွားရေးဆိုတော့ကျုပ်စရာအကြောင်းမရှိတော့โอเคမတို့ဒီကလံပြက်ကလေးကိုဒီနားမှာအမဘယ်လိုမျိုးချုပ်မလဲဆိုလို့ရှင်ဒီအောက်ကနေမှရှို့ထိုးလိုက်မယ်ညီညီလေးအစာရီမထွက်ဘူးเนาะအဲ့ဆိုရင်ဒီအောက်မှာပဲအဆုံးတက်လိုက်ဒါကြတော့လေဆိုတော့ဒီနားမှာကမမြင်ရတော့ဘူးဒီအောက်လေးမှာပဲမတို့လာအဆုံးတက်လိုက်ရမယ်နော်အဲ့ဆိုရင်တော့ချိတ်တက်နီလေးကပြီးသွားပြီနော်ချိတ်တက်နီလေးကပြီးသွားပြီဒီမှာကြံသေးရတစ်ခုကဒီနားမှာအမတို့ကချိတ်တစ်ခုရှိရဟုတ်တယ်နော်ဒီမှာချိတ်တစ်ခုလေဒီနားမှာချိတ်တစ်ခုတက်အောင်မချိတ်ချုပ်နီးရတော့တည်သွားပြီပြီးသွားရင်အမတို့ဒီဘက်ကနေလာပြီးတော့ဒီဘက်ကိုလာပြီးတော့ဒီမလာချိတ်မှာအဆက်တစ်ခုရှိတယ်အဲ့ဒါကြတော့အမတို့ကန်လန်ဖြစ်ဒါလေးလာချုပ်ဟုတ်ပြီနော်အဲ့ဆိုလို့ရှိရင်တော့ချိတ်လိုက်လို့ရပြီအဲ့ဆိုလို့ရှိရင်တော့မိမိရဲ့ထမင်းရဆိုလို့ရှိရင်ဒီမှာပဲပြီးပြီပေါ့နော်